Hello မင်္ဂလာပါဒီနေ့က Break 12 Physics Chapter 9ရဲ့ 9.3 အကြောင်းပြောမှာပေါ့နော် 9.3 ခေါင်းစဉ်က Parallel Plate Capacitor Parallel ဆိုတာပြိုင်နေတာ Plate ဆိုတာပြိုင် Capacitor ဆိုတာလျှပ်တူပစ္စည်းပြိုင်နေတဲ့လျှပ်တူပစ္စည်းပေါ့သူကလျှပ်တူပစ္စည်းထဲမှာသူ့ရဲ့ design ကconductor ပေါ့နော်သူပြောတဲ့ plate ဆို conductor နှစ်ခုကပြိုင်နေတဲ့ပုံစံရှိတာဒါမျိုးပုံစံလေးကို Parallel Plate Capacitor လို့ခေါ်တာပေါ့ Capacitor နဲ့အမျိုးအစားအများကြီးရှိတဲ့မှာ Parallel Plate Capacitor Simplex Capacitor ရိုးရှင်းဆုံး capacitor ဖြစ်ပါတယ်။သူ့ထဲမှာ consist of ပါဝင်ပါတယ် two parallel metal plate ပြိုင်နေတဲ့ plate ပြားနှစ်ခုပါဝင်တယ်။ separated by air or other insulating material လေဒါမှမဟုတ်ရင်တခြားလက်ကပစ္စည်းတွေနဲ့ပိုင်းခြားထားတယ်ပေါ့နော်။ဥပမာပုံလေးရှိရပေါ့။အဲ့တော့ parallel plate capacitor ပုံကဒီပုံလေးပေါ့နော်။ဒီမှာဆိုရင်ဒါဆို conductor လျှပ်ကူးပစ္စည်းဒါလည်းလျှပ်ကူးပစ္စည်းဒါပေမဲ့သူတို့နှစ်ယောက်ကထိမနေဘူးတခြားမှာလေတွေခံမယ်ဒါမှမဟုတ်တခြားပစ္စည်းတွေပေါ့နော် plus တွေပါထည့်ထားရင်ထည့်ပါမယ်အဲ့လိုမျိုးပေါ့ဒါကအပြားပြိုင်လျှပ်တူလို့ခေါ်တယ်ဒီ charging ရဲ့ capacitor တစ်ခုကိုအားသွင်းမယ် capacitor ဆိုတာ battery လိုမျိုးပဲပေါ့လွယ်ပြောမယ်ဆိုရင်အဲ့တော့ capacitor တစ်ခုကိုအားသွင်းတယ်ဆိုတာက main ဆိုလိုပါတယ် connecting တဲ့ capacitor သူ battery ဒီ capacitor ကို battery နဲ့ဆက်လိုက်တာကို capacitor ကိုအားသွင်းတယ်လို့ခေါ်ပါတယ် charging ရဲ့ capacitor can be represented by an electric circuit diagram သူ circuit diagram နဲ့ပြလို့ရပါတယ်ခြေတော့တောက်လျှောက် visit တင်တဲ့အခါမှာ battery တွေပါလိဆိုတာတောက်လျှောက်ပါခဲ့ရပဲလေနော်ခုက capacitor အကြောင်းပါပြီ capacitor ဆိုရင်သူကဒီလိုလေးဆွဲရပါတော့။ရင်းတဲ့အကြောင်းကလေအားတွေ့တာ capacitor charging ရဲ့ capacitor လို့ပြောအဲ့ capacitor ဘာနဲ့ဆက်ပြီးလိုက်ရပြီလဲဆိုရင် battery နဲ့ဆက်ပြီးတော့ဆွဲလိုက်ရပြီပေါ့နော်။ battery ကမတူကိုရှိပေါ့ capacitor မှာဆို C ရှိမယ် Q ရှိမယ်။မာဘက်က Q က minus ဘောင်းဘက်က Q က plus ပေါ့နော်။ဒီကျတော့ circuit diagram charging capacitor ကို circuit diagram ဆွဲပါဆိုရင်ဒီပုံစံဆွဲပြရမှာပေါ့နော်။ parallel plate capacitor ကိုဆွဲပြပါဆိုရင်ဒီပုံစံကိုဆွဲပြရမှာ။ဒီရဲ့ charging ရဲ့ capacitor ကကြတော့ဒီချေတို့ကအပြင်မှာရှိတဲ့ပုံစံ SG ကိုဆွဲထားတာပေါ့နော်။ဒါဆိုရင် parallel plate capacitor တွေမှာပါတယ်ဒီအပြားလေးတွေကိုဒီမှာပြန်ပြီးအကြီးကြီးဆွဲပြထားတာပေါ့နော်။ပြီးတော့ battery ဆိုလည်းအသုံးလိုက်ကြီးဆွဲထားတာပေါ့။ဒါဆိုရင် charging ရဲ့ capacitor မှာ real wall မှာရှိတဲ့ပုံစံကိုသူဆွဲပြထားတာပေါ့။တကယ်ပုံမေးမယ်ဆိုရင်တော့သူကဒါမျိုးပုံလေးပဲမေးရများပါတယ်နော်။ဒါမျိုးပုံလေးမမေးပါဘူး။ဒါတွေက battery အစစ်ကြီးနေဆိုတော့မမေးပါဘူးနော်။ parallel plate capacitor ဆိုဒီပုံဆွဲပြီးလိုက် charging ရဲ့ capacitor ကိုမှာ circuit diagram ဆွဲဆိုဒီပုံဆွဲပြီးလိုက်ရပါနော်။ပြီးတော့ကျွန်တော်တို့ two parallel metal plate equal surface area A separated by distance d parallel metal plate ဆိုတော့သူကနောက် parallel metal plate လို့ပြောရတဲ့နှလုံးထဲမှာ capacitor ကိုမြင်ရတယ်။အဲဒီ capacitor နှလုံးကတဲ့ equal surface area A သူရဲ့မျက်နှာပြင် area တူတယ်ဆိုတော့ပြားနှစ်ပြားရဲ့ area တူတယ်အလျားနဲ့လေမြောင်တဲ့ကလေးကတူမယ်ပေါ့ separated by a distance d သူတို့နှစ်ယောက်ကိုခြားထားတယ်အကွာအဝေးဒီခြားထားတယ်သူနှစ်ယောက်ထိမနေစေ။အဲ့ဒီမှာ one plate carry a charged plate Q တစ်ဖက်ကတော့ plate Q ကိုတည်ဆောင်ပြီးတော့ other plate carry a charged minus Q တစ်ဖက်ကတော့ minus Q ကိုတည်ဆောင်နေတယ်။ပြီး surface charge density ပေါ့နော်မျက်နှာပြင်မှာရှိတဲ့လျှပ်စစ်သိပ်သည်းစာပေါ့နော်ပြောမယ်ဆိုရင် charge by unit surface area အဲ့ဒီခုနကဗာလဲ conductor လေးအပြားလေးကိုမြင်အောင်လိုက်ပေါ့နော်အဲ့အပြားလေးရဲ့ unit area ပြောမယ်ဆိုရင်1 meter square ပေါ့နော်အဲ့ဒီ area မှာရှိတဲ့လျှပ်စစ်ကျူပမာဏကျူရီအတွက်ကိုဒီချက်က surface charge density လို့ခေါ်ပါတယ်တဲ့ surface charge density ရဲ့သင်္ကေတ sigma Q ကို area နဲ့စားပြီး1 unit area မှာ charge ဘယ်လောက်ရှိလဲအဲ့လိုမျိုး surface charge density လို့ခေါ်ပါတယ်အဲ့တော့တမတ်တန်လေးမှတ်ထားပါတော့ surface charge density မေးလို့ရတယ်ပေါ့နော်ဒီ surface charge density sigma ဆိုတာ surface charge density U ဆိုတာ charge ဆို A ဆိုတာ area of the charge unit က coulomb area unit က meter square surface charge density ဆိုရင် coulomb per meter square ပေါ့နော်if the plate are very close together အဲ့ဒီခုနက capacitor ရဲ့ဒီလို plate နှစ်ခုက very close တအားကပ်နေမယ်ဆိုရင် the electric field between the plate is uniform သူတို့ကြားထဲမှာရှိတဲ့လျှပ်စစ်စက်ကွန်းတွေကဘာဖြစ်နေမှာလဲဆိုတော့ uniform နဲ့တသက်မှတ်ထဲဖြစ်နေပါမယ်တဲ့နော်တသက်မှတ်ထဲဖြစ်နေမယ် support that ယူဆလိုက်ပါ insulating material or permittivity epsilon နဲ့သူရဲ့လျှက်ကန်ကိန်းတွေpermittivity ဆိုတာလျှက်ကန်ကိန်းတွေက epsilon ရှိရဲ့ပစ္စည်းလေးတစ်ခုကို place between the plate ဒီ plate နှစ်ခုကြားမှာ epsilon ဆိုတဲ့လျှက်ကန်ကိန်းတွေရှိရဲ့ပစ္စည်းလေးတစ်ခုကိုထည့်လိုက်မယ်ထည့်လိုက်တဲ့အခါမှာ the value of electric field between E can be expressed in terms of the surface charge density သူရဲ့ electric field intensity ကိုဒီပုံသင်နည်းနဲ့ပြန်တွက်လို့ရပါတယ်E equal to sigma by epsilon နဲ့ပြန်တွက်လို့ရပါတယ်တဲ့ electric field ကိုတွက်ချင်အဲ့ဒီပုံသင်နည်းနဲ့တွက်လို့ရမယ်ပြီးတော့နောက်တစ်ခုက
သူဘာမှမလုပ်လိုက်ဘူးအဲ့ဒီစကမနေရာမှာပဲဗာထည့်လိုက်တာလဲဆိုတော့ Q by A ထည့်လိုက်တာပေါ့နော်အဲ့တော့ E နေရာမှာဗာထည့်လိုက်တာလဲဆိုရင် Q by A ထည့်လိုက်တော့ E equal to Q by epsilon E ဖြစ်သွား because the electric field between the plate is uniform plate တစ်ခုကတအားနီးတဲ့အခါမှာတဲ့သူတို့ကြားမှာရှိတဲ့လက်စစ်စကွန်လေးကတတ်မှတ်တဲ့ဖြစ်သွားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ the magnitude of potential difference between the plate is V equal to ED zero electric field က uniform ဖြစ်သွားရင်ပုံသဏ္ဍာန် V equal to ED နဲ့ electric potential ကိုရှာလို့ရတယ်ပေါ့နော် potential difference ကိုရှာလို့ရတယ်အဲ့ဒီပုံသဏ္ဍာန်ကိုရွှေ့လိုက်တော့V equal to ED အစားသုံးမှာပေါ့ E နေရာမှာပါအစားသုံးမှာလဲခုနက Q by epsilon A ကိုထည့် Q by epsilon A ကိုထားလိုက် V equal to Q by epsilon AD ဆိုတဲ့ပုံသဏ္ဍာန်လေးရလာပြီပေါ့နော်အဲ့မှာဒီကျတို့က capacitance ရဲ့ပုံသဏ္ဍာန်လေးရှေ့မှာသင်ခဲ့တယ် C equal to Q by V အဲ့ဒီရဲ့ V နေရာမှာခုနကရခဲ့တဲ့ Q by epsilon AD ကိုထည့်လိုက်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီကျတော့ Q နဲ့ Q နဲ့ကြည့်ပြီးတော့ C equal to epsilon A by D capacitance ကိုပေါ့နော် permittivity လျက်ခံကိန်းလေးတွေ area တွေ distance တွေနဲ့တွက်လို့ရတဲ့ပုံသဏ္ဍာန်တစ်ခုအသစ်ထွက်လာခဲ့တယ်ပေါ့နော် C equal to epsilon A by D ဆိုပြီးတော့ထွက်လာခဲ့တယ်ပေါ့For a given insulating material, the capacitance of the Faraday capacitor is directly proportional to the area of the plate. ဆိုဒီရဲ့ပေးထားတဲ့ပစ္စည်းအတွက်ဆိုရင် capacitance C တန်ဖိုးလေးက of the parallel plate capacitor ရဲ့ C တန်ဖိုးလေးက directly proportional ဓာတ်ရိုက်အချိုးကျနေပါတယ်။ to the area of the A plate သူ့ရဲ့ area နဲ့ဓာတ်ရိုက်အချိုးကျတယ်။ C နဲ့ A နဲ့ဓာတ်ရိုက်အချိုးကျတယ်။ and ပြီးတော့ inversely proportional to the separation of the plate သူ့ရဲ့ဒီ D ဆိုတာကဒီcapacitor ပေါ့ဆိုတဲ့အခါမှာဒီနှစ်ယောက်ကြားအကွာအဝေးကို D လို့ခေါ်ပါဘူးเนาะအဲ့ဒီနှစ်ယောက်ကြားအကွာအဝေး D နေရတော့သူကပြောင်းပြန်ချိုးကြပါအဲ့ကလေးမှတ်ရမှာ C equal to Q by V ဆိုတဲ့ပုံမျိုးသုံးရင် C က Q တိုးတာကြီး Q တိုးတာကြီး V တိုးတာကြီးကိုမမီခိုးသူကကိန်းသိတယ်ဒါပေမဲ့ C equal to epsilon A by D ပုံသဏ္ဍာန်ရဆိုရင်တော့ C က area နဲ့ဓာတ်ရိုက်ချိုးကြတယ်ပြောချင်တာ area များလာရင် capacitance များလာမယ်ပေါ့နော်ဒီ distance သူ့ရဲ့ဒီအကွာအဝေးတွေများလာရင်လေသူ့ရဲ့ capacity ကဘာဖြစ်သွားမှာလဲဆိုနည်းသွားမှာသူကအဲ့လိုမျိုးအကျိုးတရားမှုရှိတယ်ပေါ့နော်ပြီးရင် permittivity epsilon နဲ့သူရဲ့လျက်ကန်ကိန်းတွေ insulating material ရဲ့ permittivity ကို epsilon လို့သတ်မှတ်ပါတယ်တဲ့နော်လျက်ကပစ္စည်းရဲ့လျက်ကန်ကိန်းတွေကို epsilon လို့သတ်မှတ်တယ်ပြီးတော့ is related to depth of vacuum အဲ့ဒီလျက်ကပစ္စည်းရဲ့ပေါ့နော်လျက်ကန်ကိန်းတွေကိုမှသူကပြင်มาလဲဆိုတော့လေးဟာနဲ့မှရှိတဲ့လျက်ကန်ကိန်းတွေက epsilon တော့ပေါ့သူတို့နှစ်ယောက်ရဲ့ဆက်သွယ်ချက်ကရှိရလဲဆိုတော့ epsilon equal to kappa epsilon တော့ဆိုပြီးတော့ရှိပါတယ်အဲဆိုဒီချေတော့ဒီ C ရဲ့နေရာမှာ epsilon နေရာမှာပါလာထည့်လို့ရလဲဆိုတော့ kappa epsilon တော့လာထည့်လို့ရပါဘောနော်ဒီဆိုတော့ပြောထားရဲ the kappa ဆိုတာကဒါ electric constant ပေါ့နော်ဒါ electric gain တွေဖြစ်ပါတယ် or the relative permittivity of the insulating material ဒီလျက်ကပစ္စည်းရဲ့ပေါ့နော်လျက်က900လျက်က gain တွေတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်အဲချိန်မှာခုနက C equal to epsilon A by D ရဲ့ epsilon ညမှာ kappa epsilon တော့ထည့်လိုက်တာ C equal to kappa epsilon တော့ A by D ဖြစ်သွားတယ်နော် from the above equation ဒီ equation ကနေမှ capacitor ကိုဒီလိုမျိုးပုံစံလေးထွက်ပါတယ် epsilon တော့ဆို permittivity of a vacuum လေးဟာနေမှာရှိတဲ့လျက်ကန်ကိန်းတန်ဖိုးကအလွတ်ကျက်ထားမှာပေါ့နော် 8.85 into 10 power minus 12 coulomb square per newton per meter square ပေါ့နော်ဒီဆိုရင် kappa ပေါ့နော်သူရဲ့ insulating material မှာရှိတဲ့kappa တန်ဖိုးရအမြဲတမ်းတစ်ထက်ကြီးပြီးတော့လေးဟာနေမှာပါဆိုရင် kappa 1နဲ့ညီပါတယ်အဲ့ဒီတော့ဒီလိုပု္ပ္ပစာအတွက်ဒီလာမယ်အဲ့တော့ kappa in a vacuum လို့ပါအဲ့ kappa ညမှာပါထည့်လိုက်ရတယ်ဆို1ထည့်လိုက်ရတယ်တခြားကဏ္ဍနေဆိုရင်တော့သူကပေးမှာပါပေါ့နော်ဥပမာ permittivity of glass ကဘလောက်ဒီပါအဲ့လိုမျိုးသူပေးမှာပြီးတော့ပြီးတဲ့ကဏ္ဍထည့်ပေါ့မပေးဘူးဆိုရင်လီတို့လီဟာနေတို့တတ်မှတ်ပြီးတော့ဒီချို့ကဘာပဲသုံးပြရမလဲဆို1 kappa တန်ဖိုး1ပဲသုံးပြရမယ်အဲ့တော့ epsilon တော့တန်ဖိုးချက်ထားရမယ်နော် 8.5 into 10 power minus 12 coulomb square per newton per meter square the value of dielectric constant ဒီ dielectric constant ပေါ့နော်ဒီကိန်းတွေရဲ့ကပ္ပါဆိုတဲ့ကိန်းတွေလေးရဲ့တန်ဖိုးတွေကို table 9.1မှာပြထားပါတယ်ပေါ့ sun insulating material ဆိုတချို့လျက်ကပစ္စည်းတချို့အတွက်ရှိရဲ့ dielectric constant တွေကိုအောက်မှာပြထားပါတယ်ဥပမာလေးဟာနယ်ထဲမှာဆိုရင် dielectric constant က1လေးထဲမှာဆိုရင် 1.0006ဒါမှလည်းဒီချက်က1နဲ့ဒါနီးပြီးတော့ air of vacuum ဆိုရင်1ပဲယူလိုက်တာပေါ့ဒီ west paper ဖျောင်း paper ဆိုရင်2ပေါ့ poly 1.1 3.8 meter 3.6 glass 5ကနေ80ရှိရပေါ့နော်ဒီက3ကနေ60ရှိရ5ကနေ80ရှိရ marble ဖန်ကော်ဒီလုံး6 marble ကြောက်ပေါ့နော်
ပြီးဒီမှာအများကြီးရှိပါသေးတယ်ပေါ့နော်ဒါတွေကဒီကမဲ့ပေးထားချက်စရာမလိုပါဘူးနော်dielectric constant dielectric gain တွေပေါ့နော် the permittivity ရက်ကန် gain တွေ epsilon of an insulating material is epsilon equal to kappa epsilon နော်ခုနကပြောခဲ့ပြီးသား epsilon နဲ့ epsilon တော့ဆက်ဆက်တဲ့ပုံသင်ကြီးက epsilon equal to kappa epsilon တော့ဖြစ်တဲ့အတွက်ဒီပုံသင်ကြီးကိုရွှေ့လိုက်ရင် kappa equal to epsilon by epsilon တော့ဆိုတဲ့ပုံသင်ကြီးရမယ်ပေါ့ဒီ dielectric constant of an insulating material ညက်ကပစ္စည်းတစ်ခုရဲ့ dielectric constant ဆိုတာက is the ratio အချိုးဖြစ်ပါတယ် permittivity of that permittivity to that of vacuum အဲဆိုရင်အဲ့ဒီပစ္စည်းပေါ့နော်ရှိနေတဲ့လျက်ကန်ကိန်းတွေကိုမှသူလေးဟာနေမှာရှိတဲ့လျက်ကန်ကိန်းတွေနှစ်ခုစားလိုက်တဲ့အခါမှာရတဲ့ဟာကိုဒီချက်က dielectric constant လို့ခေါ်ပါတယ်ဒါဟာ definition ပေါ့နော် in plate capacitor have an insulating material between in plate capacitor ရဲ့ kappa epsilon တော့ E by D ကဲလို့ဒါ plate capacitor ရဲ့conductor နှစ်ခုခြားမှာပေါ့နော် insulating material လေးရှိမယ်ဆိုရင်သူပုံသင်ကြီးက C equal to kappa epsilon တော့ E by D ဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုက if there is a vacuum between the plate နှစ်ခုကြားမှာ vacuum လေးဟာနေများဖြစ်နေခဲ့မယ်ဆိုရင်တော့ C not equal to epsilon တော့ E by D ဖြစ်မှာပေါ့နော်ဒါပြောချင်တာ capacitor ကိုဆွဲတယ်ဒီလိုလေးဒီထဲမှာလေးဟာနေဖြစ်မယ်ဆိုဒီပုံလေးလေးပေါ့ C not equal to epsilon တော့ E by D လေးဟာနေမဟုတ်ပဲပစ္စည်းတစ်ခုရှိမယ်ဆိုရင် kappa epsilon တော့ E by D ပေါ့အဲ့လိုမျိုးနော် hence အဲ့ဒါကြောင့်မလို့တဲ့ကျတော့ the dielectric constant of insulating material kappa C by C not အဲဒီကျတော့ကပ်ပါကိုရှာတဲ့ခါမှာနောက်ထပ်ပုံသင်ကြီး C by C not နဲ့လည်းရှာလို့ရပါတယ်တဲ့နော်အဲ့ဒါကလေဒီပုံသင်တစ်ခုကိုဒီ C by C not နှစ်ခုစားကြည့်လိုက်ကပ်ပါရတယ်ဒီလားအဲ့တော့စားပြမယ်နော်ဒီကောင် equation 1လို့မြင်လိုက်ဒီကောင် equation 2လို့မြင်လားအဲ့ဆိုဒီမှာကြည့်နော် C by C not ဒီ C ကိုဒီ C not နဲ့စားတဲ့ခါမှာဒီပေါ်မှာကပ်ပါ epsilon not E by D ရောင်းပါက epsilon not E by Dဆိုရင် C ပါလေ C တော့အစားအမြောက်ပြောင်းပြန်လန်ပေါ့နော် kappa epsilon တော့ E by D အမြောက် D by epsilon တော့ E ပေါ့အဲ့ဒီ D နဲ့ D နဲ့ချီ epsilon တော့ epsilon နဲ့ချီ E နဲ့ E နဲ့ချီအဲ့ဒီ kappa ဆိုတာဗာနဲ့ချိုးပဲလို့ဆိုတော့ C by C တော့ချိုးပုံစံအတွက်ရှိတယ်ပြီးတာလည်းပုံစံအတွက်ရှိရရှိခဲ့ပြောခဲ့တဲ့ပုံတွေကမရှိဘူးပေါ့ပုံစံအတွက်နော်တချို့လို့အတန်းမှာမရှိရပါဘောနော် grade 12မှာမရှိရပါဘောတကယ် physics လောက်မှာလည်းရှိမှာပေါ့နော်အဲ့ kappa epsilon တော့ E by D ရဲ့ kappa C by C not C equal to kappa epsilon not E by D kappa equal to C by C not the dielectric constant can be defined as အဲ့ဒါကြောင့်မလို့ dielectric constant ကိုနောက်ထပ်ပုံသင်နည်းတစ်ခုပေါ့ပုံသင်နည်းရဆို the ratio of two capacitance as follows capacitance နှစ်ခုပါတဲ့ပုံစံနည်းနဲ့ဒီပုံသင်နည်းနဲ့ဒီပုံသင်နည်းကိုစာနဲ့ကြည့်ပေးရမှာ definition ပေါ့နော် dielectric constant of an insulating material လက်ကပစ္စည်းတစ်ခုရဲ့ dielectric constant the ratio of capacitance of a capacitor C တန်ဖိုးနော် which an insulating material between two conductor နှစ်ခုကြားမှာ insulating material လက်ကပစ္စည်းထည့်ထားတဲ့ကောင်လေးမှာရှိတဲ့ capacitance တန်ဖိုးကိုတူစားလိုက်မယ် the capacitance of the capacitor with vacuum between it together နှစ်ခုကြားမှာလေးဟာနေရှိတဲ့ capacitor တန်ဖိုးလေးနဲ့စားလိုက်မယ်ဆိုရင်အဲ့ဒါကို is called dielectric constant of the insulating material လို့ခေါ်ပါတယ်အဲ့ဒီပစ္စည်းရဲ့ dielectric constant ကိုခေါ်ပါတယ်ပြီးဆိုရင် when a charge capacitor is disconnected from the battery capacitor တခုကိုအားသွင်းထားမယ်အဲ့ဒီ capacitor ကို battery နဲ့ join ထားတာပေါ့အားသွင်းနေဆိုအဲ့ဒါမှ disconnected ဆိုအဲ့ battery နဲ့ capacitor နဲ့ခွဲလိုက်မယ်ပေါ့နော်အားမသွင်းတော့ပြီးဆိုရင်နောက်တစ်ခုက at the air medium between a plate နှစ်ခုကြားမှာ air ရှိတာအဲ့ဒါကိုမှလေရှိရပါအဲ့လေကိုမှ replace by insulating material တခြားပစ္စည်းတစ်ခုထည့်လိုက်ဖန်နေပါထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်တဲ့အခါမှာ the potential difference of the capacitor found to decrease သူ့ရဲ့ V တန်ဖိုးကပေါ့နော် capacitor မှာရှိတဲ့ V တန်ဖိုးလေးကလျော့သွားတယ်ဆိုတော့သူတွေ့ရတယ်ပေါ့နော် since charge of the capacitor does not change ကျူကတော့မပြောင်းဘူး V လေးကတော့လျော့သွားတယ်ဆိုတွေ့ရတယ်အဲ့ကြရတဲ့ချက်တော့ it's indicate ညွှန်ပြနေပါတယ် the capacitance of the capacitor increase capacitor လေးကဘာဖြစ်လာလို့လဲဆိုရင်တိုးလာလို့လားအဲ့ဒီချက်တော့ capacitor ကဘာလုပ်လိုက်တာလဲဆိုရင် battery နဲ့မ join တော့ဘူးဆိုရင်တော့ capacitor ကို battery နဲ့လည်းမ join တော့ဘူးပြီးအဲ့ capacitor ရဲ့ conductor နှစ်ခုချားမှာဘာကိုလဲထည့်လိုက်တာလဲဆိုတော့တခြား glass တို့ဘာလို့ insulating material တခုထည့်လိုက်မယ်ဆိုရင်じゃသူ့ရဲ့ V ကလျော့သွားတယ်ပုံမှန် V လျော့သွားတယ်ဆိုရင် Q တိုးလာမှာဒီအဲ့ဒါမှ C မပြောင်းပါဘူးဟုတ်တယ်မလားအခုက V ကလျော့သွားတယ် Q ကကြတော့မပြောင်းဆိုပြီးတော့နောက်တစ်ယောက်ဖြစ်တဲ့ C ကတော့ပြောင်းနေရတော့မှာအဲ့ဒါဆိုရင်
C ကတော့ပြောင်းပါတယ်ပေါ့နော်အဲ့တော့ C not equal to Q by V not insulating material Q by V အဲ့တော့ခြေလို့အရှိမတောက်လျှောက်ပြောခဲ့တယ် C equal to Q by V ပေါ့နော် Q တိုးရင် V လိုက်တိုးမယ်တိုးပြီးတော့ဘာဖြစ်သွားမှာလဲဆိုရင် C ကကိန်းတယ်အဲ့ဒါဘယ်မှာပဲမှန်ပါလဲဆိုတော့တစ်ချက်ကချားခြင်းကိစ္စမှာပဲမှန်ပါပေါ့နော်ချားခြင်းကပ်စတာတစ်ခုကိုအားသွင်းနေတဲ့အချိန်မှာပဲဒီကိစ္စအမှန်ပါကပ်စတာတစ်ခုကိုအားမသွင်းမဲနဲ့ဖြုတ်လိုက်တဲ့အပြင်ကို capacitor ကြားထဲက insulating material ကိုပြောင်းလိုက်မယ်ဆိုရင်တော့ဒီ concept ကမှန်တော့ဘောနော်သုံးလို့မရဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကစင်တယ် V ရတယ် V not ထက်ငယ်သွားတယ်တဲ့နော်သူပြောရတယ် orange သူ B လေးတဖြည်းဖြည်းငယ်လာပါတယ်လို့ပြောထားတယ်ပေါ့နော်အဲဆိုရင် C ကတော့ဘာဖြစ်လာမှာလဲဆိုရင်တိုးလာမယ်ဘာကြောင့်လဲဆို C နဲ့ B နဲ့ကကြတော့ပြောင်းပြန်ချိုးကြနေအောင် B ငယ်သွားရင် C ကတိုးလာမယ်အဲကြောင့် C by C တော့နဲ့ V by V တော့ဘာနဲ့တူတူပဲလဲဆိုတော့ kappa နဲ့တူတူပါပဲတဲ့နော်The dielectric constant can be expressed using the ratio of capacitance as well as using the ratio of potential difference. အဲကြောင့် dielectric constant kappa ကိုဖော်ပြတဲ့အခါ capacitor တွေအချိုးနဲ့လည်းဖော်ပြလို့ရတယ်။ potential difference အချိုးတွေနဲ့လည်းဖော်ပြလို့ရပါတယ်။ Insulating material has a dielectric kappa greater than unity. Unity ဆိုတော့1ကိုပဲပြောတာနော်။ Insulating material ဆိုတော့ဘာလဲဆိုတော့လက်ကပစ္စည်းတစ်ခုခုပေါ့နော်။လေမဟုတ်တဲ့ပစ္စည်းပေါ့နော်။အဲ့ပစ္စည်းတစ်ခုခုကိုအကုန်လုံးကဘာဖြစ်တာလဲဆိုသူ့ရဲ့ kappa တန်ဖိုးက greater than 1ဖြစ်ပါတယ်။အဲဒီကျတော့so insulating material the value of dielectric constant kappa greater than length ဆိုရင်ဒီချက်က unity ပေါ့နော် that is ဆိုလိုတာကတော့ the dielectric strength is greater than that of A လေထက်ဆိုင်ကျန်တဲ့ကောင်တွေပစ္စည်းတွေအကုန်လုံး dielectric constant ကလေထက်ဆိုင်တော့ကြီးနေအောင်အဲဒီမှာ a charge capacitor before and after inserting of an insulating material လို့မြင်တာဖြစ်ပြရမှာပေါ့အဲဆို before ဆိုမတိုင်ရင် after ဆိုပြီးနောက် inserting of an insulating material ဆိုအထဲမှာရှိတယ်လက်ကပစ္စည်းထည့်ပြီးတဲ့အချိန်နဲ့မထည့်ပြီးတဲ့အချိန်ဒါဆိုရင် conductor နှစ်ခုပေါ့လက်ကူပစ္စည်းနှစ်ခုခြားထဲမှာဒီပဲရှိရဲဘာမှမရှိတာတစ်ခါချင်း before inserting an insulating material ဒါကြောင့်ဒီထဲမှာထည့်လိုက်ပြီး after inserting an insulating material အဲဆိုဒီပုံလေးပြထားရင်လည်းဆွတ်တဲ့မှာပါမယ်နော်dielectric provide the following advantages dielectric က kappa လေးက provide the following advantages ဒီအကောင်းကျိုးတွေပြီးတယ်ဒါပေမဲ့တစ်ကမှလည်းဆို capacitance ကိုတိုးစေတယ်ဒီပုံလေးနည်းနဲ့ပြီးတာပဲပေါ့နော် kappa absolute နော်ဒီဒါဆိုရင် kappa တန်ဖိုးကဘာတွေ kappa တိုးရင် C လိုက်တိုးမယ်တော့ capacitance ကိုတိုးစေနိုင်တယ်ပြီး increase maximum operating voltage သူ့ရဲ့ voltage ကိုလည်းအများဆုံးရောက်အလုံးလုံးနိုင်အောင်လုပ်ပြီးရပြီး possible mechanical support between the plate သူကwhich allow the plate to be close together without electrical contact, thereby decreasing D and increasing C. Possible mechanical support ဆိုတော့ဒီပြောချင်တာလေးပဲပေါ့နော် capacitor နှစ်ခုကိုဒီတိုင်းမှာမထိအောင်လုပ်ပေးနိုင်တဲ့အပြင်လုပ်နိုင်တယ်ပေါ့နော်မထိအောင် conductor နှစ်ခုကိုမထိအောင်လုပ်ပေးနိုင်တဲ့အရာပေါ့နော်which allow the plates to close together အဲ့တော့တခြားတော့ဒီထဲမှာ kappa ထည့်လိုက်ပြီဆိုရင်ဒီအပြားနှစ်ခုကိုရဲထိလို့ရပြီနော်ပုံမှန်ဆိုလီဆိုရင်တော့ခွဲထားရင်ဒီမြောက်ထိသွားမှကြောက်ရတယ်ပေါ့ဒါပေမဲ့ဒီခြားထဲမှာကျတော့အပါပပလေးထည့်လိုက်ဆိုရင်ဒီဘက်ကပြားလေးကိုဖက်တီဆွဲလာလို့ရတယ်လေအဲဆိုပြောချင်တာသူ့ရဲ့ distance တွေကဘာဖြစ်သွားလဲဆိုလျော့သွား distance ညော့သွားရင်ဆိုရင် capacitor နဲ့တိုးလာမယ်ဒါသူ့ရဲ့ကောင်းကျိုးပေါ့နော်ဒါ electric ဆိုတဲ့အပါပပလေးချပြီးတဲ့အတွက် capacitor ကိုတိုးအောင်လုပ်နိုင်တယ်ပေါ့နော်ဒါလေးပြောချင်တာပေါ့dielectric increase the maximum voltage of the capacitor. Dielectric ကသူ့ရဲ့ maximum voltage ရောက်အောင်လုပ်ပေးနိုင်တယ်။ Even though physical side of the capacitor does not change. ဒီ capacitor အရွယ်အစားကြီးကိုမပြောင်းတော့လည်းပဲ capacitor အကြီးကြီးတေးသေးလေးမျက်လုံးမြင်ရပါတော့အဲ့လိုမျိုးလေးပြောင်းမှုသုံးစရာမလိုပဲနဲ့ဒီ dielectric ပစ္စည်းလေးပြောင်းယူနေသူ့ရဲ့ voltage တွေအများဆုံးဖြစ်သွားအောင်သူလုပ်ပေးနိုင်တယ်။ Dielectric be able to withstand larger electric field. Electric field ပြင်းများအောင်သူကခံနိုင်ရရှိတယ်။ပြီးတော့ between the plate and a လေနဲ့ရှိနေတဲ့ capacitor တဲ့ဆိုင်အဲ့လို dielectric တွေထည့်ထားတဲ့ capacitor တွေကပို့ပြီးတော့ electric field ကိုခံနိုင်ရရှိတယ်ပေါ့ပြောသွားရမယ်နော်ဒါလေးဆိုတချက်ကသမတ်တန်လေးရေးလို့ကောင်းပါတယ်ပေါ့နော်အဲ့တော့ဒီမှာ what must be done to increase the capacity of the capacitor တိုးဖို့ဘာလုပ်ရမလဲဆိုရင်ဒီပုံလေးလေးရဒီချိန်ကဘာတွေတိုးရမလဲဆို kappa တိုးရမယ် A တိုးရမယ် D short ရမယ်အဲ့ဒါဖြေလိုက်ရတယ်စလုံးတော့ကတော့ gain တွေ 8.85 newton per minute တွင်ချက်ထားတာဆိုတော့ချက်တော့ဒါတိုး short လုပ်လို့မရအောင်စလုံးတော့နော်အဲ့ဒီဖြေလိုက်ရပြီပေါ့နော်since equal to kappa စလုံးတော့ A by D to increase the capacity of the capacitor the area ဒီ area ကိုပြောတာ of the plate must be increased
တိုးရမယ် area ကိုတိုးပြရမယ် distance between D လေးကို must be reduced လျှော့ပြရမယ် between the plate must be reduced and insulating material having larger values of kappa must be inserted between the plate of the capacitor kappa တမိုးများတဲ့ပေါင်းလေးကိုသူညောင်ချမှာထည့်လိုက်ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက when the distance between two parallel plate capacitor is double တဲ့ distance ဆို D ကိုတဲ့ double ဆိုဘာလို့လဲတာလဲဆိုနှစ်ဆလောက်လိုက်မယ်တဲ့ what percentage does this capacitance change နဲ့သူပြောင်းသွားတဲ့ capacitance ဘယ်လောက် percent ပြောင်းသွားတယ်လို့ပြောနေတာအဲ့တော့အရင်ဆုံးသိရမှာကျွန်တော်ဒီမှာ capacitor ရှိတယ်သူတို့မြောက်ချားရဲ့အကွာဝေးကိုကျွန်တော် D လို့သတ်မှတ်တယ်ဒီမီးဘူးရဆိုသူကဘာလို့လိုက်တာလဲဆိုအဲ့ D ကိုဘာလို့လိုက်တာလဲဆိုတော့နှစ်ဆလောက်လိုက် capacitor ရဲ့ ဒီပြားနှစ်ပြားကိုဆွဲခေါ်လိုက်တယ်အဲ့ချိန်မှာသူ့ရဲ့ capacitor လေးကဘယ်လောက်ရာခိုင်နှုန်းပြောင်းသွားလဲဒီချက်တော့ရာခိုင်နှုန်းကိုလိုချင်ပြောင်းလဲသွားတာကို origin နဲ့စာ100နဲ့မြောက်ဒါဒီပုံသင်လေးလေးရောအမှတ်ထားမယ်လို့နော် percent change ကိုလိုချင်ပြောင်းလဲသွားတဲ့ capacitance ကိုရှာပြီးမှ original capacitance နဲ့စာ100နဲ့မြောက်ဒီချက်တော့ဒီကိစ္စမှာဆို original capacitance ဒီဘက်ကဒီဘက်အချမ်း original ပေါ့ဒါကနောက်မှဖြစ်လာတဲ့ဟာပြောင်းလဲသွားလို့ချင်းသူ့ကိုရှာပြီးနှုတ်ပြီးလိုက်အဲဆိုပြောင်းလဲသွားတဲ့ပမာဏရမှာပေါ့ပြီးမှအဲ့ပြောင်းလဲသွားတဲ့ပမာဏဒီဘက်က original စာပြီးတော့100နဲ့မြောက်လာဖြစ်ရမှာတယောက်ချင်းစီ original ဘက်ကဟာကိုရင်တွက်မယ်ပေါ့ let's start original distance ကို D လို့ထားလိုက် new distance ကို D2 လို့ထားလိုက်မယ်အဲ new distance က original ရဲ့နှစ်ဆမို့လို့ 2D1 ပေါ့နော်okay 2D ပဲဖြစ်တဲ့တာပေါ့နော်တချို့က original distance ကို D ထားခဲ့တာပေါ့နော် D ထားခဲ့တာဆိုတော့ 2D ပေါ့အဲဆိုရင် original capacitance ကိုရှာလိုက်မယ် original capacitance ရဲ့ C equal to kappa epsilon နော် A/T original စာလိုက် new capacitance ဆိုရင်ဒီ C round လို့ထားလိုက်မယ် equal to kappa epsilon တော့ E/2 ပေါ့အဲ့ဒီ D2 နေရာမှာတစ်ချက်တော့ပါထည့်လိုက်ပါလေ 2D ထည့်လိုက်ပါ kappa epsilon တော့ A/2D အဲ့ 2D ကိုမှတစ်ချက်တော့ဘာလို့လိုက်တာလဲဆိုတော့ဒီ 2 ကို 1/2 ပေါ့ 1/2 ကိုရှေ့ထုတ်လိုက်တော့ kappa epsilon တော့ E/D kappa epsilon တော့ A/D ကဘာနဲ့တူတူပဲလဲဆိုတော့ C နဲ့တူတူပဲဆိုတော့ C မှာလာတယ်ဟုတ်တယ်မလား kappa epsilon တော့ A/D က C နဲ့တူတူပဲလေအဲ့တော့ zero C prime ကဘာရသွားလဲဆိုတော့ 1/2C ဆိုပြီးတော့ရသွားမှာနော်1/2C ရသွားရင်ဒီချက်ပြောင်းလဲသွားတဲ့ C ကိုရှာမယ်အဲ့တော့ညရတဲ့ကနေကဟိုလာနှုတ်ပြီးလိုက်ပြောင်းလဲသွားဆိုဒီကောင်က C အပြည့်ရှယ်ဒီကောင်က C ကဝက်ပဲရှယ်ရဆိုတော့ C prime က C original ကပြောင်းသွားအောင်နှုတ်လိုက်ပေါ့အဲ့ဘာလဲကျန်တာလဲဆိုတော့ 1/2C ပဲရှိမှာပေါ့နော်အဲ့မှာတချို့က change in percent ကိုလို့ချင်းပြောင်းလဲသွားတာအောင် D ဆို 1/2/C ပေါ့ဒီ original နဲ့စာ original ကဒီကောင်လေးဒီတရားနဲ့မြောက်ပြီးလိုက်တချို့ကအဖြေထွက်ပြီးပေါ့ဒီမှာ C နဲ့ C နဲ့ကြည့်ပြီး 1/2 ကခြိလိုက်ရင် 50% အဲ့တော့ the capacity ကဘယ်လောက်လျော့ပါလဲဆိုတော့90%လျော့သွားပါမယ်နော်လျော့သွားမယ်မလို့သိရလဲဆိုဒီပုံလေးရပဲသိရနော်ဒီကတိုးလိုက်ရင် C ကလျော့သွားပြီနော်အဲကြောင့်လျော့သွားတယ်လို့ထည့်ထားဒီနောက်တစ်ခုပေါ့နော် when the distance between two parallel plate having the charge or equal magnitude and opposite sign is reduced distance du ပဲ parallel plate ဒီမှာ charge ကပမာဏတူပြီးတော့အခဏဆန့်ကျင်တယ်အကောင် reduce အထက်ကတော့ distance reduce လို့ပဲပြောချင်တာကျန်တဲ့ဟာတွေကသူကအထူးပြုထားတယ်နော် distance ကို short လိုက်မယ်ဆိုရင် what will happen to the capacitance C ဘာဖြစ်သွားမလဲ in potential difference V ဘာဖြစ်သွားမလဲလို့မြင်distance ကို short လိုက် C ဘာဖြစ်သွားမလဲဆိုရင် kappa epsilon တော့ A/D ပုံလေးလေးရ D short လိုက် C ကဘာဖြစ်လာမှာလဲဆိုရင်တိုးလာမှာအဲ့တော့ V ဘာဖြစ်သွားလဲလို့မေးကြတော့ဒီချက်တို့ကနောက်ထပ်ရှိရလဲဆိုရင် C equal to ဘာရှိရလဲ Q by V ဆိုတဲ့ပုံလေးရှိရနောက် C equal to kappa epsilon တော့ A/D အဲ့တော့ C များမှာ Q by ဖြစ်တော့ V နဲ့ D များပါဘယ်လိုချိုးကြလဲဒါကြိုက်ချိုးကြအဲ့ချိုးကြနေဖြစ်တဲ့ D short လိုက်ဘာလဲဖြစ်တော့မှာလဲဆိုတော့ V နဲ့ရော့တယ်အဲ့ဒါကိုဖြည့်ပြီးရရပါတော့အဖြည့်ကြအောင်စစ် kappa epsilon တော့ A/D ပုံသင်ရတရားရှိရပေါ့ when the distance between the two plate having the charge equal to opposite sign is reduced ဒါမင်းကိုနဲ့ကူလိုက်တာတရားလို့ပြီးတော့ဒီချီကိုကူလိုက်တာပေါ့ကူပြီးမှ the capacitance will increase capacitance ကတူလာပါမယ်နော်ဘာလို့လဲ D နဲ့ C မှာမြောင်းမြောက်ချိုးကြလို့တူလာမယ်ပြီးဆိုရင် C equal to Q by V C equal to kappa epsilon တော့ E by D အခုက V အတွက်ဖြစ်မှာတော့ V နဲ့ D နဲ့ဆက်သွယ်ချက်ကိုရှာမှာပေါ့အဲဆိုဒီကျတော့ဒီမှာ C ချင်းတူတော့ဘယ်ချင်းတူညာချင်းတူလိုက်တော့ kappa epsilon တော့ E by D equal to Q by V ဆိုဖြစ်သွားမှာအဲ့ဆိုရင်ဒီကျတော့ဘာဖြစ်သွားလဲဆိုတော့ Q နဲ့ V နဲ့ကဓာတ်ရိုက်ချိုးကြသွားမှာပေါ့အဲ့ဒါဆိုရင်မိခွန်းပြန်ကောက်ပြန်လို့ when the distance between two plate having the charge opposite sign is reduced ကိုယ်ဒီ difference လည်းဘာဖြစ်လာလဲဆိုတော့ also reduce ပါ decrease ဖြစ်လေရ reduce ဖြစ်လေရအဓိကရော့သွားလို့ဖြစ်လာရပေါ့နော်ဒီစကားလည်းထိုးအောင် review 3ပေါ့နော် review 3 when the insulating material is inserted between the two conductor of the capacitor in vacuum ဒီဟာနဲ့မှရှိတဲ့ conductor နှစ်ခုကြားမှာ insulating material ထည့်လိုက်တယ်
အဲ့လိုပြောခဲ့တာဘာပြောလိုက်တာလဲဆိုကပ်ပါတန်ဖိုးတိုးလိုက်တယ်လို့ပြောချင်တာပဲနော်ဘာလို့လဲဆိုကပ်ပါကလီဟာနေလီမှာဆို1ဖြစ်ပြီးတခြားပစ္စည်းတွေဆို1ထက်ကများသွားတယ်အဲ့တော့ဒီထဲမှာ container နှစ်ခုကြာမှာ insulating material ထည့်လိုက်တယ်သူကပ်ပါတန်ဖိုးများအောင်လုပ်တယ်လို့ပြောတာပဲအဲ့ဆို basic capacity increase or decrease သူ့ရဲ့စီတန်ဖိုးကတိုးလာမလားလျော့သွားတာ explain ရှင်းပြပါတယ်တော့ပုံသင်လေးရ C ကကပ်ပါစလုံးတော့ရကပ်ပါနဲ့စီနေရတိုက်ရိုက်ထူကြတယ်ဒီကပ်ပါတန်ဖိုးကဒီဟာနဲ့လီရဲမှာဆို1လို့သတ်မှတ်ပြီးတော့တခြားဟာမှာဆိုရင်1နဲ့ကြီးရလို့သတ်မှတ်တယ်အားကြောင့်မလို့ဒီချေတို့ကသူက insulator ထည့်လိုက်တယ် insulating material ထည့်လိုက်တယ်ဆိုတော့တဘောကကပ်ပါကိုများလိုက်တယ်လို့ပြောလိုက်တာပဲကပ်ပါများလိုက်ရင်စီရလည်းပဲဖြစ်လာမှာလေဆိုတော့များလာမှာအားကြောင့်မလို့ the capacity of the capacitor in one insulating metal is inside between the plates ဆိုပြီးဖြစ်ပြီးလိုက်ရပြီပေါ့နော်နောက်ထပ် example 9.2 ပေါ့ the area of the plate is the plate ရဲ့ area ကလည်းဘယ်လောက်လဲဆိုခဏလေးနော်The area plate of the capacitor is 1 meter square ရဲ့ area ဘယ်လောက်လဲဆိုရင်1 meter square ဖြစ်ပါတယ်ဆိုတော့ကျွန်တော် area ကိုရေးနိုင်ရမယ်ပြီးဆိုရင် and the distance between two plate is 1 millimeter ဆို distance ဒီကိုရေးနိုင်ရမယ် millimeter မီတာပြောင်း10 power minus 3မြတ်ပြီးဆို if the potential difference between the plate is 120 volts so potential difference VOB ရသိရမယ် and pure dielectric constant က3ဆိုတော့ကပ်ပါ3Find the capacity of the plate capacitor ဆိုတော့ C ကိုရှာနေတာပေါ့နော်C ပုံလေးနဲ့ C equal to ကပ်ပါ epsilon naught A by D နဲ့ရှာလိုက်ရင်ရပြီပေါ့အကုန်လုံးရှိနေပေါ့နော်အဲ့ epsilon naught လေးကတော့ကြက်ထားပြီးပဲနော် 8.85 into 10 power minus 12 coulomb square per newton per meter square ပေါ့နော်ပြီးတော့ magnitude က charge on each plate ဆို C equal to Q by V နဲ့တွက်လိုက်ရပြီ charge ဆို Q ရှာမှာဆို Q equal to CP C ကဒီကနေထွက်လာခဲ့ပြီနော်C ကဒီကနေထွက်ဒီကနေ120 ယူတွက်လိုက်ရင်ဒီထွက်တော့မယ် coulomb in the electric field intensity က V equal to ET ဆိုတဲ့ပုံလေးကနေလာမှာပေါ့နော် electric field intensity ဆို E equal to V by D ပုံလေးချက်ထားပါတော့အရှိမှဒီချက်ပြောပြနေတော့နော်ဒီလေးတစ်ခုချက်ထားမယ် V equal to E ဒါကလင်းကလေးကပါတယ်ပုံလေးကြီးပါနော် grade 9 10မှာခဲ့9ပေါ့ပါ grade 10 11မှာခဲ့ပါတယ်ဟာပေါ့နော်အဲ့ဆို V equal to E ဒီပုံလေးကြီးက E ရှာမယ်ဆို E equal to V by D V က120ကိုထည့် D ကထားကိုထည့်အဲ့ဆိုအဖြစ်ရပြီပေါ့နော်အဲ့သူရေးထားကြည့်ဒါပေးချက်တွေပြီးလိုက်တယ်ဟုတ်ပြီနော်ဒီတိုင်း electric constant က3ဒီပါရင်ခြေလို့က 8.5 into 10 power minus 12 coulomb square per newton per meter square ပေါ့နော်ဒီလောက်ထားတယ်ပါရင် C equal to ကပ်ပါစလုံးတော့ E by D နဲ့တွန်းလိုက်ရင် C တန်ဖိုးရသွားတယ်ပေါ့နော် C တန်ဖိုးရသွားရင် general calculator ရဲ့နှိပ်လိုက်ရင် C ရဲ့ unit က farad ဒီအားလေးထွက်လာမှာပေါ့နော်အဲဒီထွက်လာတဲ့အခါမှာကိုကသိရဆိုရင်10 power minus 9ကိုနာနိုလေးပြောင်းပြီး9 farad မသိလည်းမပြောင်းခင်ဒီပေါင်းဖြစ်ပါအောင်နော်ပြီးတော့ကျူရှာခိုင်းရင် C equal to Q by V နဲ့ရှာလိုက်မယ် Q equal to CB ရေးစားသုံးလိုက်မယ် electric field intensity ရှာခိုင်းရင်E equal to V by G နဲ့ရှာလိုက်မယ်E ရဲ့ unit က4 bar meter ပေါ့နော်ဒါThe direction of the electric field from positive plate to negative plate electric field ရဲ့ဥတီဘက်ကတော့ positive plate ကနေ negative plate ကိုသွားပါတယ်ဆိုပြီးတော့ထည့်ပြရတယ်နော်ဒါမျိုးရဲ့ example ပေါ့နော် example ဆိုတော့တချို့တော့သူထည့်တဲ့စာကြောင်းလေးအကုန်လိုက်ထည့်ရအောင်ဒီ exercise 3မှာကတဲ့ The plate of a parallel plate capacitor or capacitance C are brought together through a that or their original separation သူရဲ့ original အကွာအဝေးရဲ့ that ဆိုတာ 1.3 D ဖြစ်သွားမယ်ပေါ့နော်သုံးပုံတစ်ပုံ short လိုက်မယ်ဆိုရင် C ကဘာဖြစ်သွားမှာလဲဆိုရင်3စာတူလာမှာပေါ့ဒါလေးပဲသိရမှာတော့ 1.3 D ဆိုတော့ original C equal to စပါစလုံးတော့ E by D ပေါ့ဒီနေရာမှာကျတော့ 1.3 D ထည့်လိုက် 1.3 ကိုပြောင်းပြန်လန်းလိုက်ရင်ဘာဖြစ်သွားမှာလဲဆိုရင်3ဖြစ်သွားမှာပေါ့အဲကြောင့် C ရပါပြန်မှာလဲဆို original C ရဲ့3စာဘာလို့လဲ C နဲ့ D နဲ့ပြောင်းပြန်ချိုးကြတာနော်ဒီမှာလဲတွက်ပြထားC ဝယ်ကပါစလုံးတော့ A by D C prime လို့ချင်း 1.3 D ဒီ3ရပြောင်းပြန်လာတော့6ထွက်သွားတယ်အဲဆိုရပြီပေါ့နော် exercise 3ရသွားပြီဒီမှာနောက်ထပ် exercise 5 How does the dielectric affect the maximum operating voltage of a capacitor even though the physical side of the capacitor does not change capacitor ရဲ့ပြီး site ကလည်းမပြောင်းတော့လေပဲ capacitor က maximum operating voltage ကိုရောက်သွားအောင်လို့ dielectric ကဘယ်လိုလုပ်ပြရလဲခင်ဗျာပေါ့နော်by inserting a dielectric material between the plate of the capacitor နှစ်ခု capacitor မှာရှိတယ်ပေါ့နော် quantity နှစ်ခုကြားထဲမှာဒီကျတော့ dielectric material ပေါ့နော်ပြက်ကပစ္စည်းတွေတခုထည့်လိုက်ခြင်းအပြင်နဲ့ထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်ခြင်းအပြင်ဒီကျတော့သူ့ရဲ့ maximum operating voltage ရှောင်းအောင်လုပ်ပြရအောင်နော်ဘာကြောင့်ပေါ့နော်ဒီလို unit capacitor တွေမှာ dielectric ပစ္စည်းထည့်လိုက်တာနဲ့ maximum operation voltage ရတာလဲဆိုရင်ဒီ dielectric တွေက able to withstand a larger electric field သူက electric field များများကိုခံနိုင်ရှိတယ် between the plate and
လေထက်ဆိုင်သူကလည်း traffic အများကြီးကိုခံနိုင်ရှိရခံနိုင်ရှိရတဲ့သူ့ 4R တွေအများကြီးထွက်တယ်ပေါ့နော်ဘယ်လိုဖြေပေးလိုက်ရင်ရပါပြီပေါ့နော်အဲ့တော့ဒီက 9.3 ပြီးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နားမလည်အချင်းလည်းပြီးနိုင်ပါတယ်ပြန်ဖြေပေးထားပါမယ်နော်